ကန်နိုင်ငံအလီမှာဆန္ဒပြတာတွေဖြစ်နေတာတော့ရပ်ပိုင်းတော့ရှိနေပြီအခုအလီမှာဆန္ဒပြတာတွေကိုရပ်တန့်ဖို့အတွက် Trans ဆိုရနေပြီးတော့ National Guard လို့ခေါ်တဲ့ပြည်ဆောင်တပ်ဖွဲ့အယောက်2000ကိုဆေးလွှတ်လိုက်ပြီအဲ့ဒီ National Guard ရဲ့ညွှန်ကြားရေးမှူးကိုယ်တိုင်ကတီးမခံရေးမူဝါဒကိုကျင့်သုံးမယ်ဆိုပြီးတော့ထုတ်ပြောသွားတယ်အခုလက်ရှိ LA ကိုအုပ်ချုပ်နေတဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးက Trump တို့နဲ့တော့ပါတီမတူဘူး Trump က Republican ပါတီကအခု LA ရဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ Democratic ပါတီကပေါ့နော်အခုအဲ့ဒီပြည်နယ်အုပ်ချုပ်ရေးမှူးကဘာပြောလဲဆိုတော့အခုဒီလိုမျိုး National Guard တွေကို LA ကိုဆေးလွှတ်တာအခြေအနေတွေအားလုံးပိုဆိုးသွားအောင်လုပ်နေရဆိုပြီးတော့ပြောထားတယ် American နိုင်ငံရဲ့တမိုင်းမှာလည်း National Guard ကိုတုံးတဲ့ဖြစ်စဉ်ဟာတကယ်ကိုရှားပါးဖြစ်တောင်ဖြစ်ခဲ့ဖြစ်စဉ်ဗျာ1950နဲ့1960ခုနှစ်တွေမှာ National Guard ကိုတုံးခဲ့တယ်ဒါပေမဲ့အဲ့ဒါကဒီလူစုကိုဖြိုခွဲဖို့မဟုတ်ဘူး1969 68 1980ခုနှစ်တွေမှာလည်းတုံးခဲ့တယ်ဒါပေမဲ့အစဉ်အဆက်သမ္မတလက်ထက်တိုင်းမှာတုံးခဲ့တာမျိုးတော့မဟုတ်ဘူးဘာလို့ဒီလိုဆန္ဒပြပွဲတွေဒီလိုရုံရင်းဆက်ခက်တွေဖြစ်နေလဲဆိုတော့တရားမဝင်နေတဲ့သူတွေကိုလိုက်ဖမ်းနေရပါတော့ဒီ Trump အစိုးရကနေပြီးတော့အစကတည်းကသူတက်မလာခင်ကတည်းကဒါတွေကိုလိုက်ဖမ်းမယ်တရားမဝင်နေတဲ့သူတွေကိုလိုက်ဖမ်းမယ်လို့ပြောထားတယ်ဒါပေမဲ့အခုနောက်ပိုင်းဖမ်းထားတွေကအရန်ကျန်းလာတယ်ဒီတကြောပြန် Trump သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်းမှာလိုက်ဖမ်းတဲ့တရားမဝင်ဖမ်းတဲ့သူတွေကိုဖမ်းတဲ့အမှုပေါင်း3သိန်းကျော်တော့မှရှိနေပြီ